လုပ်ငန်းခွင်မှာတပြည့်ထိရောက်တဲ့အလုပ်ချစ်တယ်ဆိုတာဘာကိုပြောတာလဲဒီနေ့တော့လေပီတာဒရကာရဲ့ကဘာကျော်စောက်ထဲကနေအခုချိန်ထိခင်မီနေတုံဖြစ်တဲ့ကိုပိုင်စွမ်းဆောင်ရည်မြင့်တင်နေတွေကိုအတူတူလေ့လာကြည့်ကြအောင်အခုကျွန်တော်ဆွေးနွေးသွားမယ့်အခြေခံမူတွေအလုံးကကမ္ဘာစီမံခန့်ခွဲမှုစာပေလောကမှာဩဇာကြီးဆုံးစောက်တူလို့ပြောလို့ရတဲ့စောက်တွေလာတာပါဆိုတော့ဒီတဲ့ကတင်ကန်းစာတွေကတကယ်ကိုပဲဒီနေ့ခေတ်ထိအသုံးဝင်နေတော့မှာပဲကဲပထမဆုံးအထူးချက်ကိုယင်ကြည့်လိုက်ကြအောင်ဒါကဘာလဲဆိုတော့လေလူတော်မညာထင်လေကြတဲ့အယူဆတစ်ခုကိုစင်ခေါ်ထားတာပါအဲ့ဒါကတော့ညံကောင်းတာနဲ့အလုပ်ဖြစ်တာထိရောက်တာနဲ့တိုက်ရိုက်ဆက်ဆက်မှုရှိတယ်ဆိုတဲ့အချက်ပါပဲဒီတော့ Drucker ရဲ့ဒီစကားလေးနဲ့ပဲစလိုက်ကြအောင်တော့ဘာပြောလဲဆိုတော့ညံကောင်းတာတို့စိတ်ကူးစိတ်တန်းရှိတာတို့အသိပညာကျွဲဝတာတို့အဲ့ဒါတွေချီးပင်းနေတော့ရာလက်ကောင်းတွေထွက်လာမှာမဟုတ်ဘူးတဲ့ဒါတော်တော်လေးစဉ်းစားစရာကောင်းတဲ့အချက်နော်ဟုတ်တယ်အဲ့ဒါမှန်တယ်ထိရောက်မှုဆိုတာကတက်စီဖွင့်နေတဲ့ကျွမ်းကျင်မှုတစ်ခုစီကံတစ်ခုပါဥပမာပေးရရင်လေဉာဏ်ပညာကကားတစ်စီးရဲ့ engine ဆိုရင်ထိရောက်မှုဆိုတာကအဲ့ဒီ engine ကိုလိုရာခီးရောက်အောင်ကျွမ်းကျင်မောင်းနှင်ပေးနိုင်တဲ့ရင်မောင်းတယောက်လိုပဲဆိုတော့ဒါကမွေးရပါအရေးချင်းမဟုတ်ဘူးလေ့ကျင့်သင်ယူလို့ရတဲ့ရတစ်ခုပါဒါဆိုအမှုဆောင်ဆွဲစကလုံးကိုတစ်ချက်လောက်ကြည့်ရအောင်သူ့ရဲ့အတိတ်ပဲကိုနည်းနည်းလေးချက်လေးကြည့်လိုက်မယ်ဆိုရင်လေဒီเจ้าရာကအသိပညာနဲ့အလုံးလုံးနေတဲ့လူတိုင်းနဲ့သက်ဆိုင်သွားတော့ကိုတွေ့ရပါလိမ့်မယ်ဒီကသတ်မှတ်ထားတဲ့အမှုဆောင်ဆိုတာကလေယာရူကြီးကိုဆိုလိုတာမဟုတ်ပါဘူးအဓိကကကိုယ့်ရဲ့လှုပ်ဆောင်မှုကနေအဖွဲ့အစည်းကိုအကျိုးသက်ရောက်မှုရှိအောင်လုပ်ပေးနိုင်ခဲ့အဲ့ဒီအတွက်တာဝန်ယူရရဲ့ဘယ်သူမှအမှုဆောင်ပါပဲအဲ့ဒီတော့ဒီအတိပဲဖွင့်ဆိုချက်ကဘလောက်ထိကျပြလဲဆိုတာဒီဥပမာတွေကတက်တည်ပြနေတာပေါ့ယာရူမျိုးမှာဆုံးဖြတ်ချက်တွေချအကျိုးသက်ရောက်မှုတွေဖန်တီးပေးနိုင်တဲ့တာဝန်တွေရှိနေတာကိုတွေ့ရမှာပါအဲ့ဒီတော့လေဒရူခါကအမှုဆောင်တယောက်ရဲ့ဘဝမှာကြုံရလဲရှိတဲ့လက်တွေ့အရှိတရား၄ချက်ကိုဖော်ထုတ်ပြထားပါတယ်။ဘာတွေလဲဆိုတော့ကိုယ့်အချိန်ကကိုယ့်အတွက်မဟုတ်ပဲတခြားသူတွေအတွက်ချိဖြစ်နေတတ်တာနီးစင်အလုပ်တွေရဲ့တန်ကိုပဲခံနေရတာပြီးတော့ကိုယ်အလုပ်ဖြစ်ဖို့ကလည်းတခြားသူတွေပေါ်မှာမူတည်နေတာနောက်ဆုံးတစ်ချက်ကတော့ကိုယ်ဖန်စီးတဲ့မှာပဲပိတ်မိနေပြီးအပြင်လောကနဲ့အဆက်ပြတ်သွားတတ်တာတွေပါဒီချက်တွေအားလုံးကလူတယောက်ကိုထိရောက်မှုမရှိတဲ့ဘက်ကိုအလိုလိုတွန်းပို့နေတယ်လို့ပါပဲကဲဒါဆိုရင်ဒီစင်ကောင်မှုတွေအတွက်ဘာတက်ကရဲ့အဖြေကဘာဖြစ်မလဲလေ့လာကြည့်ကြအောင်သူကထိရောက်တဲ့အမှုဆောင်တယောက်ဖြစ်လာဖို့တိစော့ပေးမယ်တင်ယူလို့ရတဲ့အလေးအကျင့်၅ခုကိုချပြထားတာပါဒီအလေးအကျင့်၅ခုက Drucker ရဲ့အဆိုအရတော့လုတ်တဲ့လုတ်ထိုက်တာတွေကိုပြီးမြောက်အောင်လုပ်နိုင်ဖို့အတွက်အခြေခံအကြဆုံးအောင်မိတည်ပါပဲကဲတခုချင်းစီကိုမြန်ကြည့်အောင်နံပါတ်1ကကိုယ့်အချင်းကိုတကယ်တမ်းဘယ်မှာတုံးနေလဲဆိုတာသိဖို့ဒုတိယကကိုယ့်အလုပ်ကအဖွဲ့အစည်းအတာဘလို့အကျိုးပြုလဲဆိုရယ်ရလကိုအာယုံစိုက်ဖို့တတိယကအားနည်းချက်တွေကိုလိုက်ပြင်နေတော့ပဲကိုမှရှိပြီးသားအားသာချက်တွေပုံမှာပဲတိစောက်ဖို့ပါစိတ်တူထားကတော့အရေးကြီးဆုံးရတဲ့ပုံမှာပဲအာယုံစိုက်ပြီးအရေးမကြီးတာတွေကိုနောက်ပို့ထားဖို့နောက်ဆုံးတစ်ခုကတော့ထိရောက်တဲ့ဆွန့်ဖြတ်ချက်တွေချတတ်ဖို့ပါပဲဒီညမှာအရေးကြီးဆုံးအချက်ကပါပဲဆိုတော့ဒီအလေးချင်း၅ခုဟာမွေးရပါအရေးချင်းတွေမဟုတ်ဘူးဆိုတာပါပဲဒါတွေကစန်တရာတီးရင်တန်ချင်းလေးချင်းတို့မျိုးထက်ခါလေးချင်းဘယ်သူမှဆိုကျွမ်းကျင်သွားနိုင်တဲ့အရာတွေပါဆိုတော့ဒီနေ့မှာတော့လေဒီကျင့်စဉ်တွေကပထမဆုံးနဲ့အခြေခံအဆုံးတစ်ခုဖြစ်တဲ့အချိန်စီမံခန့်ခွဲမှုကြောင့်ကိုဥပမာအနေနဲ့အသေးစိတ်လေးလေ့လာကြည့်ကြအောင်အဲ့ဒါကတော့ကိုယ့်ရဲ့အချိန်ကိုသိရှိနားလည်ခြင်းပါပဲဟုတ်တယ်တကယ်ထိရောက်တဲ့သူတွေအားလုံးကသူတို့ရဲ့အချိန်ကိုဘလို့အသုံးချလေလဲဆိုတာကိုသိအောင်လုပ်တာကနေစတင်ကြတာပါဂျူကအချင်းကိုအရှားပါဆုံးအရင်မြက်ချီရှုမြင်ပါတယ်သူပြောတာချင်းကမဲ့ကျွန်တော်တို့ရဲ့အောင်မြင်မှုကိုအဆုံးစွန်ဒီကန်တထားနိုင်တဲ့ရတယ်။ဒါကြောင့်မလို့အချင်းကိုစီမံခန့်ခွဲနိုင်တာကအရေးကြီးဆုံးပဲပေါ့။အဲ့ဒီတော့ကိုယ့်အချင်းကိုဘယ်လိုပြန်ထိန်းချုပ်မလဲ။ Drucker ကရိုးရှင်းပြီးအရန်လက်တွေ့ကျတဲ့အဆင့်ထုံးစင်ကိုအကြံပြုထားပါတယ်။အဲ့ဒါကတော့မတန်တင်စီမံပြီးတော့စူစီပါကဲဒီမှာတကယ်စိတ်ဝင်စားဖို့ကောင်းတာကဒီလက်တွေ့ကြတဲ့မေးခွန်းတွေပါပဲကိုရိုးရိုးသားသားလေးပြန်မေးကြည့်ဖို့လိုတယ်ဒီအလုပ်ကိုလုံးဝမလုပ်ပဲထားလိုက်ရင်ရောဘာဖြစ်သွားမှာမလို့လဲဒါမှမဟုတ်ဒီအလုပ်ကတခြားဘသူ9လောက်ကောင်းအောင်ဒါမှမဟုတ်9ထက်တောင်ပိုကောင်းအောင်လုပ်နိုင်သေးလေပေါ့အဲ့လိုမေးခွန်းတွေကကိုယ့်အချင်းစရာတွေကမလို့အပ်တဲ့အလုပ်တွေကိုဖော်ထုတ်ပြီးရှင်းထုတ်ပေးဖို့တကယ်ကိုကူညီပေးပါလိမ့်မယ်ဒီအချက်တွေကတော့လေစီမံခန့်ခွဲမှုညံပြင်းတာကနေတိုက်ရိုက်ဖြစ်လာတဲ့အဖွဲ့အစည်းရဲ့အချင်းတခိုးရီလို့ပြောလို့ရပါတယ်ဒါတွေကလူတိုင်းရဲ့အချင်းကိုဖြုံးတီးပြစ်နေတာပါအထူးသတိထားမှာကထက်ခါတလဲဖြစ်နေတဲ့အရေးပေါ်အခြေအနေတွေပါဒါဟာစီမံခန့်ခွဲမှုညံပြင်းနေပြီဆိုတဲ့အရှင်းအဆုံးလက္ခဏာတစ်ခုပါပဲကဲအဆုံးသက်အနေနဲ့ဒီအကြောင်းအရာရဲ့တစ်ခုလုံးရဲ့အဓိကကြပြီးတကယ်အားသက်စရာကောင်းတဲ့သတင်းစကားတစ်ခုခုကိုထပ်ပြီးအလေးပေးပြောချင်ပါတယ်ဒါကတော့ Drucker ရဲ့စကားအတိုင်းပါပဲထိရောက်မှုဆိုတာမွေးရပါလက်ဆောင်မဟုတ်ဘူးဒါကြိုးစားရင်ဘယ်သူမှစိုးရနိုင်တဲ့ ceiling တစ်ခု
အလေးအကျင့်တစ်ခုသာဖြစ်တယ်ဆိုတဲ့အဓိကအချက်ကိုဒီစကားကအကောင်းဆုံးအနှင်ချုပ်ပေးလိုက်တာပါပဲ ဒါကြောင့်နောက်ဆုံးအနေနဲ့မှတ်ထားရမှာကဒီကျင့်စဉ်တွေကိုကြမ်းကြမ်းညင်လုံနိုင်သွားပြီဆိုရင်အဲ့ဒါကလူတစ်ယောက်ရဲ့အစွမ်းအားတွေကိုအပြည့်အဝဖော်ထုတ်ပြီးတကယ်ကိုအယုထက်ရောက်မှုရှိအောင်လှုပ်ဆောင်နိုင်ဖို့တောချက်ပဲဖြစ်တယ်ဆိုတာပါပဲ ကဲအဆုံးသတ်အနေနဲ့ဒီမေခွန်းလေးတစ်ခုနဲ့ပဲအဆုံးသတ်လိုက်ပါစီဒီမေခွန်းက Drucker ရဲ့ theory တွေကနေကိုယ်တိုင်ရဲ့လက်တွေ့လုံခြုံခွင့်စီကိုအာရုံပြန်စိုက်စီပြီးတကယ်ကိုစဉ်းစားစရာတွေခြံထားခဲ့မှာပါ